ချစ်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဆိုးရှုံးနေပြီးတော့ပြန်ကြည့်လိုက်ပါတယ်ကျွန်တော်ဒီနေ့ရောင်းရမယ့်ကားလေးက AC 3900ပေါ်ပေါ်လေးနဲ့ Toyota Passo နံပါတ် H10 YN license မော်ဒယ်2000ခွန်ကားလေးစီကိုရောင်းရမယ်ခင်ဗျာနော်အယိုးစစ်တက်ခိုက်အောင်လုံးရှင်းမယ်တရားဝင်စစ်ဆေးပြီးသားကားလေးဖြစ်မယ်ခင်ဗျာအလွိုင်းပတ်လေးနဲ့နော်ခုံဆက်စမတ်ကြီးလေးဖြစ်မယ်အင်ဂျင်ဘော်1000 cc လေးဖြစ်ပါမယ်ခင်ဗျာအတွင်းကလေးကျွန်တော်တစ်လိုက်ပြရမယ်နော်အနီးနဲ့ဆိုရင်မဲ့ယူစစ်တိုက်ကရှင်းနဲ့အတွင်းပြင်လေးလည်းတတ်မယ်ပေါင်ဝင်းတို့လေးပေါ့မှန်ကျိုးမှန်ကောင်းမှန်ရင်မိချင်းအားလုံးပါမယ်စမကီးဖြစ်မယ်နော်ခုံဆက်လေးပါခင်ဗျအတွင်းကလေးလည်းကျယ်တယ်နော်ခုံဆက်ဆိုတော့ကျွန်တော်ရောင်းရမယ့်ဈေးလေးက938သိန်းကိုညှိနှိုင်းရောင်းချရမယ်ခင်ဗျနော်ဝီချန်ရမယ်အလဲထက်ရမယ်အရေးကြတော့မရပါဘူးခင်ဗျဒီကားလေးကဒီကားလေးကိုစိတ်ဝင်စားတဲ့ဆက်သက်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ဖုန်းနံပါတ်39968669ဆက်သွယ်မြဲဆောင်နိုင်ပါတယ်ခင်ဗျကားလေးကိုစိတ်ဝင်စားလို့ကိုရန်ကိုချက်လောက်ကြည့်ရှုခြင်းနဲ့ဆိုရင်တော့အရှိတကုံရှေ့ရက်ကွက်မင်းရဲ့ကျော်သွား one way လမ်းမပေါ်မှာကြည့်ရမှာဖြစ်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ပြီးမှပြန်တွေ့ကြပါမယ်ခင်ဗျ